ခြေလည်းသိမရှိဒါကမျက်ရည်တစ်သက်ရွှေတစ်သက်ကျွန်တော်ဗာတွေကကိုယ့်ရဲ့ဌာနေဟုတ်ပြီနော်ခိုက်တဲ့ချက်ကလေးတွေပြီးသွားအောင်ပါနော်တီးမယ်မျက်ရည်တစ်သက်ရွှေတစ်သက်ကတော့မိန်းကလေးဆိုမှပေါ့မှာဟုတ်တယ်နော်ကဲမိန်းကလေးဆိုမှကျတို့လည်းတော့လေးမျက်နာကပရိသတ်လည်းတချင်းလေးပါဆိုတတ်နေတယ်နော်ရတယ်လို့ရှိရင်တက်ဆိုလဲပေါ့နော်ဒါရှိရတယ်နော်မျက်ရည်တစ်သက်ရွှေတစ်သက်ယောက်ျားနဲ့မတည့်ရင်လားဆိုကြလားကဲအဲ့မှာဖြီးရှိတယ်ကျွန်တော်ဦးကြီးခိုင်းထားတာကကိုယ့်ရဲ့ဌာနေတဲ့ကိုယ့်ရဲ့ကိုယ်စာတိကိုယ့်ရွာဒါလေးကိုလွမ်းဆွတန်တာတဲ့အနေနဲ့ခိုင်းခြင်းဖြစ်ပါဟုတ်တယ်ဟလာမနစ်ကကိုဗစ်မဖြစ်ခင်ကျွန်တော်ဒူလေးမင်းသိန်ခါတချင်းလေးတွေကိုကျွန်တော်ရေးပေးတယ်ဗျမှန်ပါကိုလည်းအလုံးကိန်းမရှိတော့စိုင်းရမတီးရဘူးနားနေရတာနားတဲ့အချိန်လေးရောတို့ကိုရွာကိုစာတိမဟုတ်တော့ညာတို့ရွာတွေမသွားတာကြတော့လွမ်းတာကွာဟုတ်လားဒီတဘောနဲ့ကိုတချင်းလေးကိုကျွန်တော်ရေးတယ်ဗျဟုတ်လားတဲ့ရော်တဲ့ဝီခဲ့တာနှစ်တွေကြာလီပြီတောရဲ့တဘာဝလာနဲ့ထနောင်းပင်အိုလန်းကလေးစီဒီလေးစာပြီးတဲတာပေါ့နော်ဟုတ်ကဲ့ပါတယ်အပြည့်လေးလာခဲ့မှုတော့အခွင့်ရဲ့မတော်လီသည်အပေါက်ဖို့တငယ်ချင်းများနဲ့တော်ရွာလေးကိုလွန်လို့တာဖြေမစီပြန်ခဲ့ကြပါသည်ကျွန်တော်ရွာလေးစီဒါတော့အခွင့်နဲ့တိုက်တာလည်းမရှိပါဘူးမှန်ပါကျွန်တော်လည်းခံစားချက်တော့ပါနေအမြင့်ရေးတယ်လို့လားလို့မမေးနဲ့မရေးတယ်ဘူးရဲ့ဟုတ်လားဒါပေမဲ့ဟိုခံစားချက်ရှိရင်စာရီထွက်ပါရပါတယ်ဒီတော့ပါတူပုံပြီးပုံလို့ကြပါဒုတိယပိုင်းငယ်ကျွမ်းဆွေတငယ်ချင်းတို့ရဲ့တို့တွေတနေ့ပြန်ဆုံးမယ်လေရွာရောက်ရင်ငယ်ငယ်တို့ငါလို့ငါတို့တွေအတူတော်တူကလားကြမလဲအခုချိန်မှလေတနေစီဝီလို့လေကျမ်းမာပါစေကြောင်းစုမတောင်းလို့ချွေရာဒီတွေကြောင်းဝီလေတနေ့မှလေမမေ့နိုင်ဘူးသောသားလေးကျွန်တော်ရောလွန်နေလေပေါ်တယ်ကျွန်တော်တို့လိုကောင်းကြီးရေးတဲ့တခြင်းမျိုးပေါ့ဟုတ်ကဲ့ဒါပေမဲ့တခြင်းကတိတ်กว่าတယ်ဘလောက်ရှိကတခြင်းတစ်ပုံနံပါတ်1ဆိုတဲ့တခြင်းတစ်ပုံရှိသွားရင်နောက်ကကြိုက်တဲ့လောက်ထွက်တစ်တော့မမီတော့ဒီသဘောပြောတာနော်ဟုတ်လားအခုကျွန်တော်ဗာကြီးခိုင်းတာကကိုယ့်ရဲ့ဌာနေတဲ့တန်စင်ကကိုပြောင်းသွားတယ်နေနဲ့လွမ်းလာပါနော်မြို့ကြီးပြကြီးမနီးတဲ့တော်ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတယ်ကိုဘဝချီနေကိုတဲ့ရွယ်ငါးနှစ်ကျော်10နှစ်အတွင်းပေါ်ရင်းများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မမေ့နိုင်ဘူးလေအစီကိုစားတိမြေတော်ရဲ့ရွာကိုပင်
နီးရဲ့တော့ရဲ့ဌာနီတို့ရဲ့ဌာနီမှာအဲ့ဒီကစားလူဖြစ်ရတယ်ကိုဘဝချင်းဒီကိုအသက်ရွယ်ငါးနှစ်ကျော်ဆယ်နှစ်တွင်ပေါ်ရများတဲ့ကစားကြပျော်ပျော်ရွှင်မမိတ်နိုင်ဘူးလေစီကိုစားတည်နေတော့ရဲ့ရွာကိုတွင်တဇဇနဲ့ကိုဘဝချီနေအရွယ်ရောက်လို့လာပြန်တော့ကွယ်တော့ရွာမှာပြောပေမဲ့လေပြောရမှာမနီတော့ရမှာနီရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်လေမြို့ကြီးကိုလေရောက်ခဲ့ပြီမေတော့ကအဖော်ရင်းများကိုတနေ့တရက်မှမိမရနိုင်ပါစေမမိတ်နိုင်ပါအစေတော့မှစင်မျိုးသားချင်းလဲစစ်ကြတဲ့သူတွေတော့လုံးမဲ့တည်းတကယ်ဒီပေါင်းတွေကိုမမိရာယုံသည်ကျေကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြေတဇဇနဲ့ကိုဘဝချီနေအရွယ်ရောက်လို့လာပြန်တော့ကွယ်တော့ရွာမှာပြောပေမဲ့လေပြောရမှာမနီတော့ရမှာနီရမယ်လေဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုလေရောက်ခဲ့ပြီမေတော့ကအဖော်ရင်းများကိုတနေ့တရက်မှမိမရနိုင်ပါစေမမိနိုင်ပါအစေတော့မှဆွေမျိုးသားချင်းနေစစ်ကြတဲ့လူတွေတော့လုံးမဲ့တည်းတကယ်ဒီပေါင်းတွေကိုမမိတာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာကဲကိုရထားနေနော်ကောင်းလား